ကဲအားလုံးပဲမင်္ဂလာပါဗျာနော်မျိုးတွေအဲ့တော့ကျွန်တော်တတိယပတ်ကိုရောက်လာပြီးတော့ဗျာနော်2026ရဲ့တတိယပတ်ကိုရောက်လာပြီအဲ့တော့ကျွန်တော်တို့ပထမပတ်ဒုတိယပတ်တွေမှာဒုတိယပတ်မှာတော့ရလက်တွေစိုးရခဲ့တယ်ပေါ့ဗျာနော်ပထမပတ်မှာတော့မစိုးလာဘူးတတိယပတ်ကိုကျွန်တော်တို့အောင်မြင်မှုတွေပြန်လည်ရယူဖို့အတွက်အဲ့တော့ကျွန်တော်တချို့မူလေးတွေကိုပြပေးမယ်အဲ့တော့ YouTube Telegram Viber မှာရှိတဲ့မျိုးတွေကျွန်တော်အကောင့်လေးတွေကိုကျွန်တော်ရဲ့page တွေ channel တွေကို like and subscribe share လေးနှိပ်ပေးပါဦးဗျာနော်အဲ့တော့ကျွန်တော်တစ်ချက်ပြပေးမယ်ကျွန်တော်တို့တောက်ကြနေမနက်မှာဗျာနော်ခုနှစ်ထွက်ထားပါတယ်ခုနှစ်ထွက်ထားပါတယ်ဗျာနော်ကျွန်တော်တို့ချို့လိုအပ်တဲ့လုံးပိုင်ပတိတွေတော့ကျွန်တော်ဂါမကျော်ဟုမကျော်တွေကစ YouTube မှာတင်ပေးထားပါတယ်ဗျာနော် Viber Telegram တွေမှာလည်းတင်ပေးထားပါတယ်အဲ့တော့ကျွန်တော်တို့တောက်ကြနေမနက်မှာခုနှစ်ထွက်ထားပြီးဘာတွေထွက်တယ်လဲဆိုတာလေးကိုကျွန်တော်2025ရဲ့ calendar ဂျောလေးကိုစစ်ပြပေးမယ်အဲ့တော့ပတိကြိုက်တဲ့မျိုးတွေအတွက်လည်းပါမယ်အပူးကြိုက်တဲ့မျိုးတွေအတွက်လည်းပါမယ်ဟုတ်ပြီနော်အပူးကြိုက်တဲ့မျိုးတွေအတွက်စောမယ်အပူးစောမယ်အဖွင့်လေးကိုသတိထားပါကြိုပြောပါတယ်ခွန်နဲ့ထွက်ထားတယ်အပူးစောမယ်အဖွင့်လေးမနက်တွေသတိထားပါအထူးသတိထားပါနော်အဖွင့်လေးကိုတင်းလာနေကိုအထူးသတိထားပါအဲ့တော့ပတိကြိုက်တဲ့မျိုးတွေအတွက်ဟိုးမကျော်ပတိတစ်လုံးလည်းပြပေးမယ်ဗျာနော်အဲ့တော့တစ်ချက်ကြည့်ပြီးပါခွန်နဲ့ထွက်ထားပါတယ်တောက်ကြမနက်ပေါ့ဗျာနော်ခွန်နဲ့အဓိကတော့ကျွန်တော်တို့နေ့တွေရက်တွေအဓိကမဟုတ်ပါဘူးခွန်နဲ့ကိုပြောချင်တာပါဗျာနော်ခွန်နဲ့အာထွက်ပြီးတိုင်းမှာကျွန်တော်တို့2025ဘာတွေထွက်လဲတစ်ချက်ကြည့်မယ်ဗျာနော်စစ်ပြပေးမယ်အဲ့တော့ခုနှစ်အားထွက်ပြီးတိုင်းမှာတရက်2ရက်3ရက်တည်းမှာအပူးထွက်ပြီးပါတယ်ဟုတ်ပြီနော်3ရက်တည်းမှာအပူးထွက်ပြီးတယ်အပူးကလည်းပြောင်းနေတဲ့ကြာပြီဆိုတော့လာဖို့ရှိတာလေးကိုတတိပေးတာပါအဲ့တော့တစ်ချက်ကြည့်ပြီးပါခုနှစ်ခွန်အားထွက်ပြီးတိုင်းမှာအပူးထွက်ပါတယ်နော်ဒီလိုပွဲမျိုးတွေဒီလိုအစောဆုံးကြတဲ့ပွဲကိုတတိထားမယ်ဗျာနော်ကျွန်တော်တို့2026ရဲ့တတိယပတ်မှာအပူးကိုလာမယ်ဆိုရင်တင်းလာလေးမနက်အစောပိုင်းမှာလာပေးလို့ရပါတယ်ဗျာနော်အဲ့တော့လာမယ်ဆိုရင်အပူကိုတည်ထားလို့ရအောင်ဘာထိုးအပူထည့်ထိုးပါဟုတ်ပြီနော်အဲ့တော့တစ်ချက်စစ်ပြပေးမယ်ဗီဒီယိုဖိုင်ရမ်းမရှိချင်ပါဘူးကျွန်တော်9အားထပ်ပြီးတဲ့မှာအပူက3ရက်တွင်ဆင်းပေးပါတယ်နော်အဲ့တော့ဒီမှာတစ်ချိန်2ချိန်နော်ဒီမှာတစ်ချိန်2ချိန်နော်2025ရဲ့တင်တာကလင်နာကိုစစ်ပြပေးတာဒီမှာဆိုရင်ဒီပွဲမှာဆိုတော့3ရက်တွင်မှာဆင်းမလာဘူးဟုတ်ပြီနော်ချွင်းချင်းနေပြက်တယ်ပဲထားပါအပူမူပဲဗျာနော်အပူကိုဆင်းမလာဘူး3ရက်တွင်နှစ်ခွန်အားထပ်ပြီးတဲ့မှာ1ရက်2ရက်3ရက်တည်းမှာအပူဆင်းပေးပါတယ်ဟုတ်ပြီနော်ခုနှစ်ခွန်အားထပ်ပြီးတဲ့မှာ1ရက်2ရက်3ရက်တည်းမှာအပူဆင်းပေးပါတယ်ဆိုတော့4ရက်5ရက်ဒီလိုနောက်ကျတဲ့ပွဲမျိုးလေးတွေရှိမယ်အဲ့တော့ဒီမှာဆိုရင်လည်းခုနှစ်ခွန်အားထပ်ပါတယ်1ရက်2ရက်3ရက်တည်းမှာအပူဆင်းလားဆင်းဘူးနော်အဲ့လိုဆင်းတဲ့ပွဲရှိမယ်မဆင်းတဲ့ပွဲရှိမယ်အဲ့တော့ကျွန်တော်တို့အများဆုံးဆင်းတဲ့စာမဆက်ထားတဲ့အရာကခုနှစ်အားထပ်ပြီးတိုင်းမှာအပူက3ရက်တွင်းဆင်းပေးတဲ့မူကများပါတယ်ဗျာနော်အဲ့တော့အရှိမပြောချင်ပါဘူးနောက်တော့လုံးပိုင်ပတိအနေနဲ့ကျွန်တော်ပြပေးလိုက်မယ်ဗျာနော်ခုနှစ်အားထပ်ပြီးတိုင်းမှာခွန်ပတိပိုင်လုံးပိုင်ပတိနဲ့ခွန်တလုံးလိုက်ပတ်ပါ3ရက်တွင်မှမဖြစ်မနေဆင်းပါတယ်ခွန်နဲ့အားထွက်ပြီးတဲ့မှာ1ရက်2ရက်3ရက်တည်းမှာခွန်လုံးပိုင်ပတိအနေနဲ့85ဆိုဆင်းပေးပါတယ်ဟုတ်ပြီနော်ဒါပတိကြိုက်တဲ့မျိုးတွေအတွက်ပြပေးတာခွန်နဲ့အားထွက်ပြီးတိုင်းမှာခွန်ပတိရှိမယ်အပူးရှိမယ်နော်အဲ့တော့ခွန်နဲ့အားထွက်ပြီးတိုင်းမှာ1ရက်2ရက်တွင်မှာခွန်ပတိ3ရက်တွင်မှာခွန်ပတိ1ရက်2ရက်3ရက်တွင်မှာခွန်ပတိတွေဆင်းပေးပါတယ်ဟုတ်ပြီနော်ခွန်နဲ့အားထွက်ပြီးတိုင်းမှာခွန်ပတိအနေနဲ့မိန်ဆင်းပေးပါတယ်ဟုတ်ပြီနော်2ရက်နောက်ရက်မှာဆင်းပေးတယ်ခုနှစ်အားထပ်ပြီးတဲ့မှာခွန်ပတိအနေနဲ့1ရက်2ရက်3ရက်မှာဆင်းပေးပါတယ်ခွန်ပတိဟုတ်ပြီနော်အဲ့တော့ခုနှစ်အားထပ်ပြီးတိုင်းမှာခွန်ပတိတွေ1ရက်2ရက်3ရက်မှာဆင်းပေးပါတယ်အဲ့တော့ခုနှစ်အားထပ်ပြီးတဲ့မှာ1ရက်2ရက်3ရက်မှာခွန်ပတိတွေဆင်းပေးပါတယ်အဲ့တော့ကလင်နာကျောမှာခွန်ပတိကပြက်ပင်မရှိပါဘူးဟုတ်ပြီနော်ခွန်နှစ်အားထပ်ပြီးတဲ့မှာ1ရက်2ရက်3ရက်မှာခွန်ပတိဆင်းပေးပါတယ်အဲ့တော့ခွန်တလုံးကလုံးမိုင်ပတိအနေနဲ့လိုက်မယ်ဆိုရင်ပတိကြိုက်တဲ့မျိုးတက်ကိုဟူးမကျော်မှာကျွန်တော်တို့ခွန်နှစ်အားထပ်ထားတာဖြစ်တဲ့ကြောင့်မလို့ဇာတို့လိုက်ပတ်မယ်ဆိုရင်ဟူးမကျော်မှာကာမကျော်မှာခွန်ပတိရရှိပါတယ်ဗျာနော်ကျွန်တော်ခုနှစ်ကိုလည်းဟူးမကျော်ပေးထားတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကလန်ဒါ site 2ပင်3ပင်တိုက်ဆိုင်မှုတွေရှိတဲ့ကြောင့်မလို့ခွန်ပတိကိုခုနှစ်ပတိကိုဟူးမကျော်မှာကျွန်တော်ရဲ့ပတိပေးထားတာရှိတဲ့ကြောင့်မလို့ခွန်ပတိတစ်လုံးနဲ့ပိုက်ချင်တဲ့အမျိုးတွေအတွက်ဟူးမကျော်ပါဘူးဗျာနော်အဲ့တော့ခုနှစ်အားထွက်ပြီးတဲ့မှာခွန်ပတိက2025ရဲ့ကလန်ဘင်လုံးမှာဆင်းပေးထားတာတွေကိုစစ်ပြပေးပြီးသွားပြီအပူလာဖို့လည်းရှိတယ်ဆိုတော့အပူကြိုက်တဲ့မျိုးတွေအပူလိုက်ပါခွန်ပတိကြိုက်တဲ့မျိုးတွေခွန်ပတိလိုက်ပါအဲ့တော့ good luck ပါဗျာနော်